အာဆင်နယ်ရဲ့ transfer activity တွေကအနာဂတ်အတွက်ကိုအရေးပါပြီးတော့အသင်းရဲ့အောင်မြင်မှုကိုပုံမတိုးတက်စေဖို့လည်းရည်ရွယ်နေပါတယ်။အာဆင်နယ်ရဲ့ update ပြတ်မှတ်တွေကတော့ပထမဆုံးအနေနဲ့ Rodrigo Real Madrid ရဲ့တောင်ပန်ကစားသမား Rodrigo ကိုအာဆင်နယ်ဘက်ကမျက်စိကျနေပါပြီ။ Real မှာပုံမှန်ပွဲထွက်ခွင့်အပြည့်အဝမရတာကြောင့်မလို့အာဆင်နယ်ကပို့ပြီးတော့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကိုရယူနိုင်မှုမျှော်လင့်နေပါတယ်။သူ့ကိုခေါ်ယူနိုင်ခဲ့ရင်လည်းအာဆင်နယ်ရဲ့တိုက်စစ်ပိုင်းကိုပို့ပြီးတော့ထပ်မြက်စေမှာဖြစ်ပါတယ်။နောက်တစ်ယောက်Vida Jogres ဒီယာတီ33ပွဲမှာ39ဂိုးထိသွင်းယူထားတဲ့ Sporting ရဲ့တိုက်စစ်မှု Vida Jogres ကတော့ဥရောပရဲ့အသေးဆွဲဖြစ်နေပါပြီ။အာဆင်နယ်ပြင် Manchester United ကပါသူ့ကိုခေါ်ယူဖို့အတွက်အပြိုင်ကျင်းနေကြတာပါ။ယူရိုတန်း60နဲ့80ကြားမှာရှိနေတဲ့သူ့ရဲ့ release call ကတော့အာဆင်နယ်အတွက်စိန်ခေါ်မှုတစ်ခုပါပဲ။ဒါပေမဲ့အဲ့လိုဂိုးသွင်းဇက်မျိုးကိုပိုင်ဆိုင်နိုင်ခဲ့ရင်တော့အာဆင်နယ်ရဲ့တိုက်စစ်ကအားရစရာဖြစ်လာမှာပါ။နောက်တစ်ဦးကကျတော့ Benjamin Sesko ပါ။ Leipzig အသင်းရဲ့ထက်မြက်တဲ့တိုက်စစ်မှု Benjamin Sesko ကလည်းအာဆင်နယ်ရဲ့ရေဒါထဲမှာရှိနေပါတယ်။2025ခုနှစ်မှာအာဆင်နယ်ရဲ့အင်ဂျီကိုဝစ်ဆင်လာနိုင်ွယ်ရှိပြီးတော့သူ့ရဲ့အလားလာကောင်းတွေကအသင်းအတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဘာစီလိုနာရဲ့နောက်ခံလူ Christensen ကို2025ဇန်နဝါရီမှာခေါ်ယူဖို့အာဆင်နယ်ကစိတ်ဝင်စားနေပါတယ်။ယူရိုတန်း30အထိကမ်းလှမ်းဖို့အသင့်ရှိပြီးတော့ဘာစီလိုနာကလည်းရောင်းချဖို့စဉ်းစားနေရကြောင်းမလို့ဒီပြောင်းရွှေ့ကတော့အခုကျွန်တော်ပြောပြခဲ့တဲ့မှာဖြစ်လာနိုင်ခြင်းများပါတယ်ထပ်ပြီးတော့သိရှိရတာကတော့ဒီဟာနေကဆဲတဲ့အသင်းစီကိုအခမဲ့ပြောင်းရွှေ့ခြင်းနဲ့ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်ရော်ယန်စတာလင်နဲ့နယ်တိုတို့ကလည်းအငှားစာချုပ်တွေကုန်းဆုံးသွားပြီးတော့ချယ်ဆီနဲ့ဘုံမောက်အသင်းတွေစီကိုပြန်လည်ရောက်ရှိသွားခဲ့ကြပါပြီမီဂေအာဒီတာရဲ့အနာဂတ်အစီအစဉ်ကတော့မီဂေအာဒီတာကစကွက်ကိုပုံမတိုးချဲ့ပြီးတော့ကွန်မီဒေးရှင်းအားကောင်းတဲ့အသင်းတစ်ခုကိုဖန်တီးဖို့အတွက်ရည်ရွယ်နေရဖြစ်ပါတယ်Rodrigo နဲ့ Jogres တို့ကတော့အနာဂတ်အတွက်အရေးပါတဲ့ကစားသမားတွေဖြစ်ကြပြီးတော့အာဒီဒါရဲ့အစီအစဉ်ဒီမှာအဓိကအခန်းကဏ္ဍတွေရှိကြောင်းလည်းသိရှိရပါတယ်